2026 ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့မှာရရှိလာတဲ့မြန်မာပြည်တွင်းနိုင်ငံရေးစီရေးသတင်းကောင်းတွေများအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်။ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ရုံးမှုရွာဈေးတန်းကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်များအပါအဝင်ပြည်သူ12ဦးသေဆုံးခဲ့ပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီဖတ်တယ်ဘာလဲဝဲဘာလဲပုံပြဝဲမြောက်ရီမြို့ကြားဖြတ်လုပ်ငန်းလုပ်ကိုင်နေသူများကိုစစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းထားပြီးတော့မလေးရှားအပါအဝင်17နိုင်ငံလူ134ယောက်ကိုထိုင်းမြန်မာအမှတ်2ချစ်ကြည်ရေးတရားမှတဆင့်ထိုင်းဘက်ကိုဖေဖော်ဝါရီ24ရက်နေ့မှာလွှဲပြောင်းပေးလိုက်တယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်အတွင်းအာရခတပ်တော် AA ရာထိန်းချုပ်ဒေသတွေမှာအုပ်ချုပ်ရေးပညာရေးကျန်းမာရေးကဏ္ဍတွေပြင်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုနဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုအရှိန်အဟုန်မြင့်လှုပ်ဆောင်နေတော့တွေ့ရတယ်လို့ဒေသခံတွေထံသိရပါတယ်။လာရှိုးမြို့မှာစိတ်ကြွဆင်းများနဲ့တရားမဝင်ပစ္စည်းများလက်ဝယ်တွေ့ရှိပြီးဖမ်းဆီးထားတဲ့အမှုကိုလာရှိုးခရိုင်တရားရုံးက7,600ယူပြီးတော့ချုပ်ရက်3လမပြည့်ခင်မှာပဲလွှတ်မိန့်ချခဲ့တယ်လို့ဆိုပြီးတော့ဒေသခံအချို့ကဝေဖန်နေကြကြောင်းသိရပါတယ်။ရန်ကုန်မြို့လှိုင်းသာယာတောင်ကြီးရဲစခန်းမှထွက်လာတဲ့ကင်းလှည့်ရင်တန်းကိုအဝေးထိန်းပိုင်းနဲ့မြို့ပြပျောက်ကြားတွေကဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။မကွေးတိုင်း6မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရမှာစစ်သား4ဦးသေဆုံးခဲ့ကြောင်းမကွေးခရိုင်အမှတ်1တပ်ရင်းမှတာဝန်ရှိသူကပြောဆိုထားပါတယ်။မွန်ပြည်နယ်တန်ဖြူစရမြို့နယ်အနေရဲစခန်းနဲ့ရေးမြို့နယ်မှာရှိတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးသေဆုံးခဲ့ကြောင်းမွန်ပြည်တော်လှန်ရေးတပ် MSRF မှာသတင်းနဲ့ပြန်ကြားရေးတာဝန်ခံမိတလညံပြောကြားရပါတယ်။စကိုင်းတိုင်းခင်ဦးမြို့နယ်မှာပြည်သူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတဲ့စစ်ကောင်စီတပ်ရဲ့စစ်ဗိုလ်မီးရှို့ကိုဆိုသူဟာတိုက်ပွဲအတွင်းသေဆုံးပြီးသူ့ရဲ့လက်နက်တွေပါတင်စီရမိခဲ့ကြောင်းခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဖေဖော်ဝါရီ24ရက်နေ့မှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်တစ်3ခုထပ်တိုးဖွဲ့စည်းလိုက်ကြောင်းအထူးတိုင်းစစ်ဌာနထုတ်ပြန်ကြေညာထားပါတယ်။စကိုင်းတိုင်းရင်းမာပင်ခရိုင်အတွင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တင်နန်းစင်ပွဲကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်းရုပ်သံမှတ်တမ်းတွေတကွဖေဖော်ဝါရီ24ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်မှာခရိုင်ရဲစခန်းကထွက်လာတဲ့လှည့်ကင်းကားကိုလက်လုံမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ရဲ3ဦးထိခိုက်မှုရှိနိုင်ကြောင်းမြို့ပြကျွတ်ကွန်ရက်တာဝန်ရှိသူကဖေဖော်ဝါရီ24ရက်နေ့မှာထုတ်ပြန်ထားပါတယ်။